ပါဗျာနောက်ထပ်တစ်လုံးဒါကတော့လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ဖားကန့်မြို့မှာပြည်သူတွေကသူတို့ရဲ့နေ့စဉ်လူနေမှုဘဝကိုဘလို့ရင်ဆိုင်ဖြတ်တန်းနေကြလဲဆိုတာလူထုကြားလူထုစကားဘက်မှဆက်သွယ်မေးမြန်းထားပါတယ်ကြည့်လိုက်ရင်သိတယ်လူတွေကဟိုဗဇက်ကနေပြီးတော့မပြုံးမှုမပြောနဲ့မျက်လုံးကိုမပြုံးနိုင်တဲ့အနေထားတွေများသွားပြီနော်လူတယောက်ကိုကြည့်လိုက်တာနဲ့ဒီလူအစင်ပြေလားမပြေလားကြည့်လိုက်တာနဲ့မျက်လုံးကြည့်လိုက်တာနဲ့မျက်နှာကြည့်လိုက်တာနဲ့သိရလေအဲ့ဒီပေါ်မျိုးပါပဲလမ်းပိတ်ထားတယ်ကွာလမ်းပိတ်ထားတာနဲ့စီးပွားရေးလည်းအစင်မပြေကြတော့ကုန်စည်နှုန်းကတက်ပေါ့နော်ဆန်နဲ့စီနဲ့စားနဲ့မြပိပုတ်နဲ့အရွက်လေးနဲ့တောင်မှတချို့ကအစင်မတည်ဘူးဖြစ်တယ်ပေါ့ကွာပြောချင်တာအဲကြတော့ရေစီဆိုရင်တော့ဟိုလိုလုံးဝငတ်မတည်ကြတော့အရင်ကြီးခက်ခဲသွားမယ်လို့တော့ထင်တယ်လေအခုလိုလမ်းပိတ်စို့ထားတာကြာလာလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ဖားကန့်လူထုပေါ့ကွာအောက်ခြေလူတန်းသားတွေပေါ့နော်လက်လုံးလက်သားတွေနော်တနေ့လုံးမှတနေ့စားတဲ့လူတွေအတွက်ကတော့အလှခံတောင်းစားရုံပေါ့ကွာနော်တောင်းစားလို့မှမရရင်လည်းမတွေးဝင်တော့ပါဘူးငါတို့ရပြောမယ်ဆိုရင်တော့ကွာဟိုနာဒီနာကိုတော့လူပြရင်မတော်ရဲမလာရဲတော့အောင်ကြောက်နေရတာပေါ့နော်ဆိုရင်နေရတာပေါ့နော်ဓာတ်ထောက်တနတ်ထောက်လူရဲနေကြတာဖက်ကမှာကစစ်ရေးကတင်းမာနေတဲ့ခါကျတော့နော်ဒါဦးလေးတို့ရက်ွက်ဆိုလို့ချင်းစစ်ချောင်းနေတော်တော်များများမရှိကြဘူးအိမ်မှာနော်စစ်ချောင်းနေကြတာဆိုတော့အဲ့ဒါလူမရှိတဲ့အိမ်နေဆိုလို့ချင်းမရှိတာဖြုတ်ပြီးခိုးသွားကြတာပဲနော်မဖမ်းရဲမလိုက်ရဲမပြောရဲကြဘူးပေါ့ကွာနော်ဘယ်သူပဲဝါမှလည်းမသိရတဲ့အခါကျတော့အိမ်ကကြံခဲ့တဲ့ဟာလေးကိုတခိုးကခိုးမှလေးလားဖောက်မှလေးလားပေါ့နောက်တစ်ခုကကျတော့မရှိတဲ့လူကြောလဲပတ်စံမရှိဘဲနဲ့စစ်ရှောင်ကတော့ဆိုင်ကယ်စီဖို့စားသေးတယ်ရှိတဲ့ရှင်ကြောအဲ့လိုအဖက်ဖက်ကဒုက္ခရောက်တာပေါ့ကွာအဲ့လိုမျိုးပေါ့အကျိုးဆက်တွေတော့အများကြီးဖြစ်တော့ပေါ့အကျိုးဆက်တွေကတော့ကျန်းမာရေးထိခိုက်မှုတွေရှိမယ်စိတ်ဖိစီးမှုတွေများမယ်ဟုတ်လားပြောချင်တာစိတ်ဖိစီးမှုများတယ်ဆိုတာမရှိလို့စိတ်ဖိစီးမှုကတစ်မျိုးကွာစိတ်ပွဲဖြစ်လို့စစ်ဆောင်ရလို့စိတ်ပင်ပန်းတာတစ်မျိုးကွာဟုတ်လားအစုံပေါ့အိုးနေခွနဲ့ချာပွေစားတော့နေကြတဲ့ဒီဦးလေးတို့ဖက်ကပြည်သူတွေကိုသက်ဆက်ရန်လူကြီးမင်းတွေကပြန်ကြည့်စေချင်တာပေါ့ကွာနော်မကြခင်မှာလဲစာတင်ကျောင်းတွေကပြန်ဖွင့်တော့မှာဆိုတော့ကလေးတွေလည်းစာပြန်သင်ကျင်နေကြပြီနောက်ပြီးလူမှုဖူလုံရေးအသင်းနဲ့ကျန်းမာရေးဌာနတွေကလည်းဖက်ကပြည်သူတွေအတွက်တတ်နိုင်တဲ့လောက်လုပ်ပေးနိုင်တဲ့လောက်လေးစဉ်းစားပေးသေးချင်ပါတော့ကွာဒါတော့ပါပဲယခုနှစ်ဧပြီလမှစတင်ကဖားကန့်ဒေသမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပြီးဖားကန့်ကားမိုင်းလမ်းပိုင်းကိုယာယီအသုံးပြုကြဖို့ KIA ကတရားဝင်စာထုတ်အသိပေးထားတယ်လို့ဖားကန့်အင်းတော်ကြီးလမ်းပိုင်းကိုတော့ပြည်သူတွေမတွာလာကြဖို့စစ်ကောင်စီဘက်ကနေတားမြစ်ထားပါတယ်။